Chelsea တင်းကိုအားပေးနေကြတဲ့ brother ညီကိုပရိသတ်တွေအားလုံးပဲမင်္ဂလာနံနက်ခင်းလေးပါလို့နှုတ်ခွန်းဆက်တာပါစေဆိုတော့မနေ့က Chelsea တင်းရဲ့နိုင်ပွဲကြောင့်ပရိသတ်တွေအနေနဲ့လည်းပျော်ရွှင်နေကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မျှော်လင့်ပါတယ်ကျွန်တော်တို့အတွက် Premier League ပွဲစဉ်ကြီးကလည်းပြီးဖို့အတွက်သိမ့်မလို့တော့တဲ့အချိန်မှာ Top 4 ဝင်မလားဘလို့အနေထားမျိုးတွေရှိမလဲဆိုတာကတော်လေးကျွန်တော်တို့မေးခွန်းထုတ်เสียအနေထားမျိုးမှာဖြစ်နေတယ်ပေါ့နော်လက်ရှိမနေ့က Everton တင်းကိုနိုင်ပြီးသည့်တိုင်အောင်လဲကျွန်တော်ရဲ့ဇာတ်ရက်တီချက်ကဒါကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်အဆင့်9ပေါ့နော်အဆင့်9ဆိုတာက Nottingham Forest မကစားသေးတဲ့အခြေအနေပေါ့နော်ပြောရရင်ကျွန်တော်သိပြီးတော့ပွဲစဉ်33အပီးက position နဲ့အများကြီးကွာဟချက်မရှိတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကြောင့် top 4ဝင်ကျင်တဲ့ Chelsea တင်းနေနဲ့ဘလိုမျိုးလက်ကျန်ပွဲစဉ်တွေကနေရလက်တွေထွက်ပြီးတော့သွားမလဲဆိုတာကစိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုမနေ့ကပွဲစဉ်အကြောင်းကိုလည်းနည်းနည်းလေးပြန်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့မနေ့ကပွဲစဉ်မှာပြန်လည်ပြီးတော့အသင်းနဲ့တူပါဝင်လာနိုင်ခဲ့တဲ့ Romeo Lavia ရဲ့မှတ်ချက်လေးနဲ့စတင်ခြင်းနဲ့အဲ့ဒါကတော့ပထမဆုံးသူပြောတာက Nicholas Jackson ရဲ့သွင်းဂိုးပေါ့နော် Nicholas Jackson ကသူ့အနေနဲ့ဒါပထမဆုံးဒါ outside ပေါ့နော် area outside ကနေပြီးတော့သွင်းသွားတဲ့သွင်းဂိုးဖြစ်တယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့သူအများကြီးကြည်နူးမိတယ်ဒါဟာ Premier League မှာသူပထမဆုံးလုပ်ပြတာဆိုပေမဲ့training session တွေမှာတော့ Nicholas Jackson ကဒီလိုမျိုးသွင်းဂိုးတွေကိုမကြာခဏသွင်းပြလေးရှိတဲ့အတွက်ဒီသွင်းဂိုးဒီလိုသွင်းနိုင်တဲ့အပေါ်မှာတော့သူအရန်ကြီးအံ့ဩတာမျိုးမရှိဘူးဒါပေမဲ့သူတငယ်ချင်းတော့ဝမ်းသာတာပဲရှိတယ်ဆိုပြီးတော့ Lavia ပြောသွားတယ်ဒါအပြင်သူကိုယ်တိုင်ကလည်းမနေ့ကပွဲစဉ်မှာ Chelsea တင်းနဲ့တူပြန်လဲပါဝင်ပြီးတော့ကစားနိုင်တယ်လို့ဒီလိုမျိုးအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲကိုအနိုင်ရရှိအောင်ကူညီပေးနိုင်ခဲ့တဲ့အတွက်တကယ်ကိုဝမ်းသာပျော်ရွှင်မိတဲ့အကြောင်း Romeo Lavia ကမနေ့ညက Everton အသင်းကိုနိုင်ခဲ့တဲ့အပေါ်သူရဲ့ခံစားချက်သူရဲ့အတွေးမြင်ထင်မြင်ချက်တွေကိုမှတ်ချက်ပြီးပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်ဆိုတော့မနေ့ကပထမပိုင်းကစားပုံအရာဆိုလို့ရှိရင်တော့ဒါ Chelsea အသင်းအနေနဲ့တော်တော်လေး Everton ဘက်ကိုဖိအားပေးကစားနိုင်ခဲ့တယ်ပထမပိုင်းမှာ Everton ကိုယ်တိုင်ကလည်းလိုအပ်ချက်တွေဟာကွက်တွေအများကြီးရှိခဲ့တယ်ပေါ့နော် Chelsea ကိုယ်တိုင်ကလည်းတော်တော်လေး strong ကောင်းကောင်းနဲ့ပေါ့နော်တေချာကိုတိုက်စစ်စင်ကစားခဲ့တာဖြစ်တယ်ဒါပေမဲ့အားလုံးလည်းမြင်ပါပါဒုတိယပိုင်းရောက်တဲ့အချိန်မှာတော့ Everton ကအများကြီး Chelsea အသင်းဘက်ကိုဖိအားပေးလာတဲ့အပိုင်းတွေရှိတယ်သူတို့ရဲ့ဂိုးသမားဖြစ်သူကိုယ်တိုင်ကလည်း Pickford ကိုယ်တိုင်ကလည်းပြောတယ်ပေါ့နော်ပထမပိုင်းမှာတဲ့ Chelsea တင်းကသူတို့ထက်အများကြီးကောင်းခဲ့တယ်သူတို့ကိုယ်တိုင်ကလည်းညံ့ခဲ့တယ်ပြီးတော့သူတို့အမှားကနေပဲဒါသွင်းကိုခွင့်ပြုရတဲ့အထိဖြစ်သွားတယ်ဒါပေမဲ့ဒုတိယပိုင်းမှာတော့သူတို့အနေနဲ့ Chelsea တင်းကိုပြန်ပြီး dominate လုပ်နိုင်ခဲ့တယ်လို့ကိုပြောသွားတယ်ဒါပေမဲ့သူတို့ရဲ့အားနည်းချက်က final သက်ဆုံးထဲမှာတေချာအသုံးမချနိုင်ခဲ့ကြဘူးပေါ့နော်ဒါကြောင့်သာလျှင် Chelsea တင်းကိုကျွန်တော်တို့ဒီလိုမျိုးရလက်နဲ့ရှုံးနေခဲ့တာဖြစ်တယ်ဆိုပြီးတော့ Pickford ကတော့ပြောကြားသွားတယ်နောက်ပြီးတော့ဒုတိယပိုင်းမှာ Everton အသင်းရဲ့ဂိုးရနိုင်တဲ့ chance အချို့ကိုလည်း Chelsea တင်းရဲ့ဂိုးသမားဖြစ်သူ Robert Sanchez ကကာကွယ်မှုအချို့ပြုလုပ်သွားနိုင်ခဲ့တယ်ပေါ့နော်ဆိုမနေ့ကပွဲစဉ်မှာလည်း Man of the Match ကို Robert Sanchez ကရရှိသွားတာကိုတွေ့ရပါတယ်ဆိုတော့ဒီလိုမျိုးဖြစ်ခဲ့တယ်ပေါ့နော်ဒါပွဲစဉ်အချင်းချုပ်ပြောမယ်ဆိုလို့ရှိရင်တော့ပထမပိုင်းဒုတိယပိုင်းဒီလိုမျိုးပဲပြီးဆုံးသွားခဲ့တာဖြစ်တယ်နောက်ပြီးဒါ Chelsea တင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ Joko ကိုယ်တိုင်ကလည်းမနေ့ကပွဲစဉ်ဟာ Chelsea ကစားသမားတွေအတွက်တိတ်ကိုအရေးပါခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်လို့ပြောသွားတယ်အထူးသဖြင့်ကစားသမားတွေရဲ့အောင်ပွဲခံတဲ့ပုံစံတွေကိုကြည့်လိုက်မယ်ဆိုရင်ကိုပဲကစားသမားတွေဟာဒီပွဲစဉ်ပေါ်မှာဘယ်လောက်ထိ focus ထားလဲဆိုတာကိုမြင်နိုင်တယ်နောက်ပြီးတော့ Everton နဲ့ပွဲစဉ်ဟာသူတို့အတွက်ဘယ်လောက်ထိအခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်လဲဆိုတာကိုကစားသမားတွေအနေနဲ့ကောင်းကောင်းသိရဆိုပြီးတော့ဂျိုကိုကတော့ပြောကြားသွားခဲ့တာပါโอเคဆိုတော့မနေ့ကပွဲစဉ်အကြောင်းကို conclusion လုပ်မယ်ဆိုလို့ရှိရင်တော့ Chelsea တင်းကတော့သူလှုပ်တင်လှုပ်ထိုက်တဲ့လုံးမလည်းဖြစ်မဲ့အရာတစ်ခုကိုရအောင်လှုပ်သွားတယ်တွင်းကိုရလက်အရာကျင်းမြောင်းတယ်ဆိုပေမဲ့လည်းအနိုင်သုံးဘက်ကိုတင်းပြေးချက်ပြေးရယူနိုင်ခဲ့တာက Chelsea တင်းအတွက်ဒီရှေ့မှာချေချော်ထားတာတွေရဲ့သင်ခန်းစာပဲပေါ့နော်ရှေ့ကပွဲစဉ်အချို့မှာ Chelsea တင်းနေနဲ့တည်မကြသင့်ပဲကြားတယ်မရှုံးသင့်ပဲရှုံးတယ်အဲ့ဒီလိုသာမဖြစ်ခဲ့ရင်အခုချိန်မှာ top 4 race ကိုကအပေါ်ကနေကာကွယ်ရုံပဲအခုက top 4 race ကိုဒါတခြားအသင်းတွေရဲ့ခြေလမ်းပြတ်မှုတွေကိုလည်းစောင့်နေရတယ်ဆိုတဲ့အနေအထားမျိုးတော့ရှိတယ်ပေါ့နော်ဆိုတော့ဒါမဲ့ကျွန်တော်တို့အကောင်းဆုံးဖြစ်လာလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ရတာပဲ Liverpool နဲ့ကလည်းတွေ့အောင်ပါဆိုတော့လေဆိုတော့ Chelsea အသင်းနေနဲ့ကြားထဲမှာအကောင်းဆုံး mentality ကိုပြင်ဆင်ပြီးတော့
ရေးပါတဲ့နိုင်ပွဲတွေနောက်ထပ်၄ပွဲကိုအရယူနိုင်ပါစီလို့ပဲကျွန်တော်မျှော်လင့်ရမှာဖြစ်တယ်ဒါတချို့အသင်းတွေကတော့တန်းဆင်းသွားပြီလို့เนาะ Ipswich တို့ပါလို့ဆိုလို့ရှိရင်တော့ဒါတန်းပြန်ဆင်းသွားတယ်ဆိုတဲ့အနေအထားမျိုးတွေရှိတယ်။ Okay ဆိုတော့ဒါကကျွန်တော်မနေ့ကပွဲစဉ်အကြောင်းဖြစ်တယ်ကျွန်တော် transfer သတင်းတွေဘက်ကိုတစ်ချက်ကြည့်အောင်ပါအဲ့ဒါကတော့ကျွန်တော်တို့နာမည်ကျော်သတင်းတော့ရိုမာနိုရဲ့ဖော်ပြချက်အရချက်စီးတင်းရဲ့တိုက်စစ်မှုဖြစ်သူခရစ်စတိုဖာအကန်ကူဟာဆိုလို့ရှိရင်ချက်စီးတင်းရဲ့ဘုတ်ဖွဲ့ဝင်တွေထံကိုတောင်းဆိုမှုတစ်ခုပြုလုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်အဲ့ဒါကတော့အားလုံးဂျူတင်မှတ်စမိတဲ့အတိုင်းပဲနွေရာသီမှာသူ့အနေနဲ့အင်္ဂလန်ရဲ့မြို့တော်ကနေထွက်ခွာခြင်းနဲ့ဆိုတဲ့တောင်းဆိုချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလိုတောင်းဆိုတဲ့အပေါ်မှာကျွန်တော်တို့အနေနဲ့တော့ဘာမှကျွန်တော်ဒေါသမဖြစ်ဘူးကျွန်တော်ကိုချင်းစာလို့ရတယ်ကျွန်တော်နားလေပေးလို့ရတယ်ပေါ့ဗျာအကန်ကူအနေနဲ့သူ့ရဲ့ profile အရလက်ရှိ Chelsea အသင်းမှာသူရရှိနေတဲ့ value နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်အများကြီးစဉ်းစားစရာတွေရှိတဲ့အနေအထားမျိုးလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒါကြောင့်အကန်ကူပြောင်းမယ်ဆိုလို့ရှိရင်လည်းChelsea အသင်းတွေနဲ့ win-win situation ဖြစ်အောင်လုပ်ပေးတဲ့လို့ထင်တယ်မနေ့ကတက်တဲ့သတင်းမှာဆိုလို့ရှိရင်လည်းArsenal ဘိုင်မြူနစ်အသင်းအပါအဝင်တခြားသောကလပ်အသင်းတွေကအကန်ကူပေါ်မှာစိတ်ဝင်စားနေကြတာရှိတယ်လို့အကန်ကူကတော့ဒီပရီးမီးယားလိဂ်ကနေကိုထွက်ခွာချင်တာဖြစ်တဲ့အတွက်အာဆင်နယ်ကိုပြောင်းရွှေ့ပါမလားဆိုတော့မေကွန်ကတော့နည်းနည်းလေးတန်တရားဝင်စရာဖြစ်နေတယ်ပေါ့နော်ကျန်တဲ့အပိုင်းကတော့လူရသည့် transfer window ရောက်တော့မှာပဲကျွန်တော်တို့အနေနဲ့ဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ Ipswich ရဲ့တိုက်စစ်မှုလေးဖြစ်တဲ့ Liam Delap နဲ့ပတ်သက်လို့ရှိရင် Chelsea အသင်းကတော်တော်လေးထဲဝင်တွေ့ဆုံညှိနှိုင်းတာမျိုးတွေကိုစတင်ပြုလုပ်ဖို့အတွက် contact တွေတောက်လျှောက်လုပ်နေတယ်လို့သိရတယ်။အထူးသဖြင့်သူတို့အသင်းကအခြေအနေမကောင်းတော့တဲ့အချိန်မှာကစားသမားကစပြီးတော့ decision ချမှတ်လို့ decision မချအောင်ဆိုတော့စဉ်းစားလို့ရတယ်ဆိုတဲ့အနေအထားမျိုးဖြစ်လာခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကစားသမားလည်း Chelsea အသင်းကိုပြန်စောင့်ကြည့်အောင်မလို့ကျွန်တော်ထင်တယ်ပေါ့နော်ပထမတက်တဲ့သတင်းတွေအရဆိုရင်ကစားသမားက Champion League ဝင်ခွင့်ရတဲ့အသင်းကိုပို့ပြီးတော့ဦးစားပေးပေါ့နော်ဒါပေမဲ့ဒီလက်တော်လောအခြေအနေတွေရတော့ United နဲ့ Chelsea ကစိတ်ဝင်စားနေတာဖြစ်တဲ့အတွက် Chelsea အသင်းကတော့ပို့ပြီး United ထက်အများကြီးအခြေအနေကောင်းတာအမှန်ပဲသို့တော့ထိပ်ပိုင်းအသင်းတွေကကစားသမားကိုစိတ်ဝင်စားတဲ့အသင်းတွေများရှိလာခဲ့မယ်ဆိုလို့ရှိရင်တော့ Chelsea အသင်းတွေနဲ့မမျှော်လင့်မဲ့အခက်တွေ့သွားနိုင်တဲ့အပိုင်းတွေတော့အများကြီးရှိတယ်ဒါပေမဲ့ Delap အနေနဲ့ကတော့လက်ရှိချိန်မှာပြတ်သားတဲ့ decision တော့မချမှတ်ရသေးသလို Chelsea အသင်းကလည်းအကောင်းဆုံးတော့ကစားသမားကိုရရှိနိုင်မဲ့အခွင့်အရေးတွေကိုအရယူပြီးတော့ကြိုးပမ်းနေဆိုတဲ့အနေအထားမျိုးလေးတွေကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒါကျွန်တော် Borussia Dortmund ရဲ့တိုက်စစ်ကစားသမားဖြစ်သူရမိတ်ကန်တင်နဲ့ပတ်သက်လို့ရှိရင်လည်းဒီတိုင်းမှာပဲ Chelsea အသင်းကဒီတိုက်စစ်ကိုအားဖြည့်တဲ့နေရာမှာပေါ့နော်တော်တော်လေးသဘောကျတဲ့အထက်မှာကန်တင်ကလည်းပါဝင်နေတာဖြစ်တယ်လို့သိရတယ်။ဒါအပြင်ရမိတ်ကန်တင်ကိုယ်တိုင်ကလည်းလာမယ့် transfer မှာဆိုလို့ရှိရင်သူ့ရဲ့မိခင်ကလပ်အသင်းကနေထွက်ခွာပြီးတော့ကလပ်အသင်းတစ်ခုကိုပြောင်းရွှေ့ဖို့အတွက်ဆန္ဒပြင်းပြနေတာဖြစ်တယ်ဆိုတော့ဒီအခြေအနေပေါ်မှာ Chelsea အသင်းကဘယ်လောက်ထိ available chance ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အမြဲတမ်းစောင့်ကြည့်လေ့လာမှုတွေကိုတောက်လျှောက်ဆိုသလိုပြုလုပ်နေခဲ့တာဖြစ်တယ်လို့ကျွန်တော်တို့သိရတာဖြစ်တယ် Chelsea အသင်းရဲ့ရည်ရွယ်ချက်ကသူတို့လာမယ့်နေရာ transfer window မှာထပ်ပြီးတော့ upgrade လုပ်ချင်တယ်အထူးသဖြင့်တော့ Champion League သာဝင်ခွင့်ရမယ်ဆိုလို့ရှိရင် squad ကိုအများကြီးအချိန်ပြောင်းနေလုပ်မယ်သူတို့အတွက်အသုံးမဝင်ဘူးတိတ်ပြီးတော့အကျိုးမဖြစ်ထုံးဘူးလို့ယူဆတဲ့ပလီယာတွေကိုသူတို့ရှင်းထုတ်မှာဖြစ်ပြီးတော့ Champion League အတွက်ရည်ရွယ်တဲ့ပြင်ဆင်မှုတွေမှာအားကိုးအားထားရဖြစ်နိုင်မဲ့ကစားသမားတွေကိုအဓိကသူတို့ကြိုးပမ်းသွားမယ်ဆိုတဲ့အနေအထားမျိုးလို့ကျွန်တော်တို့နားလည်သဘောပေါက်ထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်အခုချိန်ထိလည်းChelsea အသင်းက Champion League အတွက်တစ်ဖက်မှာတိုက်ပွဲဝင်နေလို့တစ်ဖက်မှာဆိုလို့ရှိရင်လည်း Champion League ဝင်ခွင့်သာရခဲ့မယ်ဆိုရင်ဆိုတဲ့မျှော်လင့်ချက်နဲ့ပြင်ဆင်မှုတွေကိုတော့တောက်လျှောက်ဆိုလိုမျိုးလုပ်နေတာဖြစ်တယ်ဒါကြောင့်လည်း Chelsea အသင်းရဲ့တိုက်စစ်ပြတ်မှတ်ကအနည်းဆုံး4ယောက်5ယောက်လောက်ရှိတယ်ဆိုတဲ့အနေအထားမျိုးဖြစ်တယ်ဒါအပြင်ကွဲလက်ပိုင်းခက်စစ်ပိုင်းဆိုလို့ရှိရင်လည်းအချိန်ပြောင်းနေကျွန်တော်တို့မြင်တွေ့ရအောင်မှာဖြစ်တယ်လို့လက်ရှိ Mars ကအရင်သဘောကျနေတဲ့ Robert Sanchez ရဲ့ကိုသမား situation ဆိုလို့ရှိရင်လည်းအများကြီးလာမဲ့ရာသီမှာဆိုလို့ရှိရင်ကျွန်တော်တို့အချိန်ပြောင်းနေမြင်တွေ့ရနိုင်တဲ့အနေအထားမျိုးတွေရှိနေတာပဲဖြစ်ပါတယ်။ဒါတွေကတော့ကျွန်တော်တို့ဒီကနေ့မနက်ခင်းလေးမှာတင်ဆက်ပေးခြင်းနဲ့ Chelsea သတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ရှုအားပေးကြတဲ့ Brother ညီကိုပရိသတ်တွေအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်။ Chelsea သတင်းတည်တံ့ပဲကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ CBTV YouTube Channel Blue Line Facebook Page ကို like and subscribe like and follow ပြုလုပ်ထားကြပါ။ Telegram TikTok account တွေကိုလည်း like and follow ပြုလုပ်ထားနိုင်ပါတယ်။အားလုံးပဲ see you next video ပါနော်။